မင်္ဂလာပါ Box News သတင်းဌာနကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ဒီနေ့ထူးခြားသတင်းအနေနဲ့ American တရားရေးဌာန DOJ ရဲ့အကြီးစားအပြောင်းလဲအကြောင်းကိုတင်ဆက်ပေးသွားမှာပါအထူးသဖြင့်ရှေ့နေချုပ် Pam Bondi ရဲ့ရုတ်တရက်နှုတ်ထွက်မှုနဲ့နောက်ဆက်တွဲကြရက်ရိုက်ခတ်မှုတွေဟာအခုလက်ရှိ Washington DC မှာအတော်လေးကိုဟိုးလေးတကြောဖြစ်နေပါတယ် Trump အစိုးရအနေနဲ့စိန်ခေါ်မှုကြီးတွေရင်ဆိုင်နေရပြီလားဆိုတာကိုကျွန်တော်တို့အသေးစိတ်စစ်တင်ဆက်ပေးသွားမှာပါခင်ဗျာဟုတ်ကဲ့ပါပထမဦးဆုံးသတင်းကြီးကတော့ Pam Bondi ဘာကြောင့်ရုတ်တရက်နှုတ်ထွက်ခဲ့ရတယ်လဲဆိုတာပါပဲ Bondi ဟာသမ္မတ Trump ရဲ့တရားရေးဆိုင်ရာဦးဆောင်သူအဦးအနေနဲ့ Jeffrey Epstein ရဲ့လှုပ်ဝက်အရှုပ်တော်ပုံဖိုင်တွေကိုထုတ်ပြန်ပေးဖို့ကြိုးပမ်းခဲ့ပါတယ်အဲ့ဒီလိုကြိုးပမ်းခဲ့ရမှာစာရွက်စာတမ်းတန်းပေါင်းများစွာကိုထုတ်ပြန်ပေးခဲ့ပြီးမြဲတကယ်တမ်းလူထုကမျှော်လင့်ထားတဲ့တိကျတဲ့ client စီရင်မပါဝင်ခဲ့ပါဘူးဒါကြောင့်မို့လဲ Bondi ဟာလူထုရဲ့စီးစစ်ဝေဖန်မှုကိုပြင်းပြင်းထန်ထန်ခံနေရတာပါသူမကတော့ပုဂ္ဂလိကကဏ္ဍကိုကူးပြောင်းမယ်လို့ဆိုထားပေမဲ့လွှတ်တော်အမတ် Alexandria Ocasio-Cortez တို့ကတော့ Bondi အနေနဲ့လွှတ်တော်မှာလာရောက်ထွက်ဆိုဖို့ဆက်လက်ဖိအားပေးနေစေဖြစ်ပါတယ် Epstein ဖိုင်တွေရဲ့နောက်ွယ်ကအမှန်တရားကိုဖော်ထုတ်ဖို့လွှတ်တော်ကစင့်ခေါက်ထားတဲ့ Subpoena ဟာ Bondi အတွက်ပြင်းထန်တဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်ခင်ဗျဆက်လက်ပြီးတော့ Bondi ရဲ့မြောင်မှာအစားထိုးလိုက်တဲ့ Todd Blanche အကြောင်းပါ Blanche ဟာသမ္မတ Trump ရဲ့ရှေ့နေဟောင်းတဦးဖြစ်ပြီး Trump ရဲ့အမှုပေါင်းများစွာမှာခုခံချီပယ်ပေးခဲ့တဲ့ရင်းနှီးတဲ့ရှေ့နေတဦးပါBlanche ဦးယာရီရှေ့နေကျအခေခန့်လိုက်ခြင်းအပေါ်ဒီမိုကရက်တွေဘက်ကတော့ကျေနပ်မှုမရှိဘဲဝေဖန်မှုတွေရှိနေပါတယ်ဒီခန့်မှုဟာ Blanche ကိုအမြဲတမ်းရှေ့နေကျယာတူအတွက်လည်းရေပန်းစားလာစေပါတယ်ဒါပေမဲ့ Blanche အနေနဲ့လွတ်တော်ရဲ့အတီးဖြူချက်ကိုရယူရအောင်မှထက်ပါတယ်ဒါပြင် EPA အကဲ Lee Zeldin ကိုလည်းအမြဲတမ်းရှေ့နေကျအဖြစ်ခန့်ထိုးစဉ်းစားနေတဲ့လူသတင်းတွေထပ်ပေါ်နေပါတယ် Trump အစိုးရအနေနဲ့ဘယ်သူကိုရှေ့နေကျအဖြစ်ရွေးချယ်မလဲဆိုတာကစိတ်ဝင်စားစရာကောင်းနေပါတယ်ခင်ဗျနောက်ဆုံးအနေနဲ့ Infutor ရဲ့အခက်အခဲပါလက်ရှိ Trump အစိုးရဟာလွှတ်တော်အတွင်းမှာအရင်နှစ်ပေါင်း30ကျော်ကတဲ့ပုံမပြင်းထန်တဲ့အတိုက်ခံပြူးမှုတွေကိုရင်ဆိုင်နေရပါတယ်။ဘယ်သူကိုပဲခန့်အတိုက်ခံဘက်ကကန့်ကွက်ဖို့အသင့်ဖြစ်နေတဲ့ဒီအခြေအနေဟာတရားရေးဌာနတစ်အတွက်တော့စင်ခေါ်မှုကြီးတစ်ခုပါပဲ။ Trump အစိုးရအနေနဲ့လွှတ်တော်ရဲ့ဖိအားတွေကိုဘလို့ကျော်လွှားမလဲ။တရားရေးဌာနအပြောင်းလဲကနေတဆင့်ဘလို့နိုင်ငံရေးအသားစီရအောင်လုပ်မလဲဆိုတာကစိတ်ဝင်စားစရာကောင်းနေပါတယ်ခင်ဗျာ။ Box News အနေနဲ့ဒီသတင်းတွေကိုဆက်လက်စောင့်ကြည့်ပြီးတင်ဆက်ပေးသွားမှာပါခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့ American နိုင်ငံရေးလောကရဲ့နောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါဒီလိုစိတ်ဝင်စားစရာသတင်းတွေကိုလက်လွတ်မခံရအောင်ကျွန်တော်တို့ရဲ့ Box News Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပင်တိုင်းတင်ဆက်ပြီးမူခခဲ့ပါတယ်